တစ်ချိန်ကမြို့ငယ်လေးတစ်ခုမှာတငယ်ချင်း၄ယောက်ခီးထွက်ခဲ့ကြတယ်။သူတို့ကတယောက်နဲ့တယောက်အရန်ခင်ကြပြီးအမြဲတမ်းအတူတူရှိနေတတ်ကြတယ်။ဒီခီးတွေကသူတို့ရဲ့ပျော်ရွှင်စရာအမှတ်တရတွေကတစ်ခုဖြစ်လာမယ်လို့သူတို့ထင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့မထင်မှတ်ထားတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။သူတို့ရောက်သွားတဲ့မြို့ငယ်လေးကတိတ်ဆိတ်ငြိမ်သက်ပြီးတာယာလှပတဲ့နေရာလေးတစ်ခုပါ။သူတို့တဲဖို့ရွေးချယ်လိုက်တဲ့ဟိုတယ်ကမြို့ရဲ့အစွန်ဖျားမှာရှိပြီးသပင်ကြီးတွေနဲ့ဝိုင်းရံထားတဲ့ရှေးဟောင်းအဆောက်အုံတစ်ခုပါဟိုတယ်ကိုရောက်တော့ညနေဆောင်နေပြီသူတို့ကအခန်းနံပါတ်34မှာတဲခိုဖို့စီစဉ်ထားတယ်ကြိုးဆိုပါတယ်ခင်ဗျာခန်းနံပါတ်34ကိုစီစဉ်ထားပါတယ်ကျေးဇူးတင်ပါတယ်ခန်းကဘယ်မှာပါလဲဓာတ်လေကားနဲ့သုံးသက်တက်ပြီးအခန်းစင်းကြံရဲ့အဆုံးမှာရှိပါတယ်သူတို့အခန်းကိုရောက်တော့အခန်းကကျဲဝန်းပြီးတက်တက်ရရဖြစ်နေတယ်ဒါပေမဲ့တခုခုလွဲနေတယ်လို့ခံစားရတယ်ခန်းထဲမှာတိတ်ဆိတ်ငြိမ်သက်လွန်းပြီးလေရုကအေးဆက်နေတယ်ဒီခန်းနဲ့ထူးဆန်းနေနော်ဟုတ်တယ်ငါလည်းအဲ့လိုပဲခံစားရတယ်ဒါပေမဲ့အဆင်ပြေမှာပါငါတို့အေးဝါးဝါအိပ်ပြီးမနှက်ဖြတ်မှမြို့ကိုရှောက်လေကြတာပေါ့ငယ်ချင်းတွေအတူတူညသာစားပြီးအခန်းကိုပြန်လာကြတယ်အခန်းထဲကိုရောက်တော့ပိုပြီးအေးဆက်လာလို့ခံစားရတယ်သူတို့က TV ဖွင့်ပြီးစကားပြောနေကြပေမဲ့အခန်းတွေကတိတ်ဆက်မှုကိုဖျောက်ဖျက်ဖို့မလွယ်ကူပါဘူးညနေလာတော့တယောက်ပြီးတယောက်အိပ်ရဝင်ကြတယ်ငယ်ချင်းတယောက်ကအိမ်မပြောသေးပဲ TV ကြည့်နေတယ်ရုတ်တရက်တကားဖွင့်တဲ့နဲ့ပိတ်တံကိုကြားလိုက်ရတယ်သူကအခန်းထဲမှာဘယ်သူမှမရှိတာကိုသိကြပေမဲ့အတန်ကအခန်းထဲကပဲကြားရတာပါသူကကြောက်လန့်နေကြတဲ့အိတ်နေတဲ့ငယ်ချင်းတွေကိုနှိုးလိုက်တယ်သူတို့အားလုံးနှိုးလာပြီးတကားစီကိုတွားကြည့်ကြတယ်တကားကပိတ်ထားပြီးဘယ်သူမှအခန်းထဲကိုဝင်လာတဲ့လက္ခဏာမတွေ့ရဘူးဘယ်သူမှမရှိပါဘူးမင်းနာကြားမှတာဖြစ်မှာပါဟုတ်တယ်ပြန်အိတ်ကြအောင်ငါပြန်မြို့ကိုရှောက်လေအောင်မလေကွာသူတို့ပြန်အိတ်ကြပေမဲ့တယောက်မှအိတ်မပြောကြဘူးအခန်းထဲမှာတခုခုရှိနေတယ်ဆိုတာသူတို့အားလုံးခံစားနေရတယ်ရုတ်တရက်အခန်းထဲမှာအိတ်ဆက်တက်လေးတိုက်လာတယ်ပစ္စည်းတွေလောက်ခတ်တန်းတဲ့အတူအိတ်ဆက်တက်လေးကပိုပြင်းလာတယ်သူတို့ကကြောက်လက်တကြားနဲ့တယောက်ကိုတယောက်ဖတ်ထားကြတယ်တာဘာတွေလဲငါတို့ထွက်ပြေးကြရအောင်သူတို့တကားကိုဖွင့်ဖို့ကြိုးစားပေမဲ့တကားကပိတ်ထားတယ်အခန်းထဲမှာအမောင်တို့ကပိုနက်လာပြီးအိတ်ဆက်တက်လေးကပိုပြင်းထန်လာတယ်သူတို့ကြောင်းလက်တကြားနဲ့အော်ဟစ်ပြီးတကားကိုထုရိုက်ကြတယ်ရုတ်တရက်အခန်းထဲမှာအိတ်ဆက်တက်လက်တစုံကသူတို့ရဲ့ပခုံးကိုလာထိတယ်ပြီးတော့ရာအားလုံးတိတ်ဆိတ်သွားတယ်သူတို့ကအကြောက်လက်တကြားနဲ့အခန်းတော့မှာပုံနေကြတယ်မနက်မိုးလင်းတော့အခန်းကပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်ဒါပေမဲ့သူတို့မျိုးလုံးထဲမှာတော့ကြောက်ရွံ့မှုတွေဟာကြံနေခဲ့ပါတယ်သူတို့ဟိုတယ်ကနေအမြန်ထွက်လာပြီးမြို့ကနေပြန်လာခဲ့ကြတယ်သူတို့ဘာတွေတွေ့ကြုံခဲ့ရလဲဆိုတာကိုတယောက်ကူတယောက်မပြောကြပါဘူးဒါပေမဲ့သူတို့အားလုံးသိတယ်အခန်းနံပါတ်34မှာတခုခုရှိနေတယ်သူတို့ရဲ့ခရီးစဉ်ကပျော်ရွှင်စရာအမှတ်တရတွေကတခုမဖြစ်လာခဲ့ပါဘူးဒါပေမဲ့သူတို့ဘရောမှမမေ့နိုင်တဲ့အကြောင်းမဖွယ်အတွေ့အကြုံတစ်ခုဖြစ်လာခဲ့ပါတယ်ဇလန်းလေးရတော့ဒီလောက်ပါပဲဗျာနောက်ထပ်ဇလန်းနေနဲ့ပြန်လဲတွေ့ဆုံကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကြိုက်တယ်ဆိုရင် like and subscribe ပဲလုပ်ပေးသွားကြပါဦးဗျာအားလုံးကိုမေတ္တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်ဗျာ